မေကွန်နံပါတ်16ထောင်လက်သည်ဆရာတို့ရဲ့တိုင်းပြောင်းမြန်မုံရွာမိသားစုတင်တန်းမှာဆိုရင်တပည့်တွေကအမြဲတမ်းလိုမေးလိမေးတာရှိတဲ့မေကွန်တစ်ခုရှိပါတယ်ထောင်လက်သည်လို့တချို့တင်တန်းတွေတချို့ဆရာတွေမှာခေါ်ပါတယ်ဆရာတို့တင်တန်းမှာဖြတ်လက်သည်လို့ခေါ်ပါတယ်ဒီလက်သည်အမျိုးအစားကိုသုံးတဲ့အချိန်မှာလက်သည်ကိုဘာဖြစ်လို့ထောင်ထားရတာဖြစ်ပါသလဲလက်သည်အများစုဟာဒီလိုမှောက်ခုံထိုးတာများပါတယ်ထောင်လက်သည်မှာဘာဖြစ်လို့လက်သည်ကိုထောင်ထိုးရတာဖြစ်ပါသလဲစဉ်းစားကြည့်ကြပါမေကွန်နံပါတ်19တွေ့ရာဒုရှည်အခုလက်ရှိတိုင်းပြောင်းမြန်သင်ကြားနေကြတဲ့ညီငယ်ညီမငယ်တွေတိုင်းပြောင်းမြန်ဒုရှည်အသုံးပြုနည်းကိုတတိမထားမိသေးဘူးမသင်ရသေးဘူးနားမလည်သေးဘူးဆိုရင်ကို့ဆရာထံမှာတွားမေးဖို့အတွက်စကားလက်ဆောင်လေးတစ်ခုပေးပါမယ်လမ်းသွားရင်အန်ရရဲ့ကြုံပြီးဆိုပါစို့ဘေးဘီကိုကြည့်လိုက်မယ်ဆိုရင်လေဒုရှည်တစ်ချောင်းကလည်းတွေ့ပြီဒါပေမဲ့ကိုအမြဲတမ်းကိုင်းနေတယ်လို့ချော့ပြောင်းနေတဲ့ဝလုံးမျိုးမဟုတ်ပဲအမျက်တွေသို့မဟုတ်စူးညောင်းနေပါနေမယ်ဆိုရင်ကိုလေးကျင့်ထားတဲ့တိုင်းကွက်တွေကပို့လျှောကစားရတဲ့တိုင်းကွက်တွေအများစုဖြစ်ပါတယ်အဲ့ဒီလိုပို့လျှောကစားရတော့မယ်ဆိုရင်စောစောကစူးညောင်းခလုတ်တွေနဲ့ကလက်နဲ့အစင်မပြေနိုင်တော့ပါဘူးဒီအချိန်မှာအန်ဒီရကလည်းကြုံနေပြီကိုရှာလို့တွေးမဲ့ကိုအတွက်လက်နဲ့ကလည်းဒါပဲရှိတယ်ဆိုရင်ယူကိုယူကကင်ကိုကင်ရတော့မှာဖြစ်ပါတယ်အဲ့ဒီလိုစူးညောင်းခလုတ်ပါနေတဲ့ဒုရှည်တစ်ချောင်းကိုကင်တွေအသုံးချမယ်ဆိုရင်တိုင်းပြောင်းမြန်သမားတယောက်ကဘယ်ကွက်ကိုအသုံးချပြီးတိုက်ခိုက်မှအဆင်ပြေမှာဖြစ်ပါတယ်လေမေကွန်နံပါတ်18ရှေးမူတိုင်းကိုလေ့ကျင့်သင်ကြားကြတဲ့အခါမှာရှေးမူခေတ်မူဆိုပြီးတော့အသုံးအနှုန်းမျိုးတွေကိုမဖြစ်မနေကြုံတွေ့ကြရပါတယ်တချို့ကခေတ်သစ်မူကိုကြိုက်ကြပါတယ်တချို့ကရှေးမူကိုကြိုက်ကြပါတယ်ရှေးမူကြိုက်တဲ့လူတွေထဲကမှရှေးခေတ်အမွေမှုထိမ့်သိမ့်ဖို့လိုအပ်လို့ကြိုက်တာဆိုတဲ့အမြင်ရှိသူနဲ့မူရင်းကောင်းမှမိတ်တူလည်းကောင်းလာမှာဖြစ်တဲ့အတွက်မူရင်းကောင်းကောင်းလေးကိုထိမ့်သိမ့်ရမယ်ဆိုတဲ့အမြင်မျိုးနှစ်မျိုးကွဲပြားကြပါတယ်သင်တို့ရောဘယ်အမျိုးအစားတွေကပါနေပါသလဲမေကွန်နံပါတ်19ကတော့တိတ်ပြီးခက်ခဲမဟုတ်တဲ့အတွက်ကြော်လိုက်ပါမယ်မေကွန်နံပါတ်20ဒီမေကွန်နံပါတ်20ကဆရာရေးထားတာနည်းနည်းလေးရှည်တဲ့အတွက်စောစောကရေးထားတာနဲ့လွဲသွားမှာဆိုလို့ကြည့်ဖတ်လိုက်ပါမယ်တိုင်းပြောင်းမြန်ပညာရပ်နဲ့ပတ်သက်လို့ကိုယ့်ထက်ငယ်တဲ့ဂျူနီယာတွေကိုပညာဗဟုသုတရစေဖို့စဉ်းစားအတွေးခေါ်ဉာဏ်ရင့်တန်စေဖို့နဲ့မတိသေးတာတွေကိုကိုယ့်ဆရာထံမေးမြန်းစေခြင်းတဲ့စေတနာနဲ့ပညာရပ်နဲ့ဆိုင်တဲ့မေးခွန်းလေးတွေတင်ပေးလာတာတော်တော်များနေပါပြီအကြောင်းအရာတစ်ခုခုကြောင့်တိုက်ဖို့ခိုက်ဖို့ကြုံကြိုက်လာတဲ့အခါတိုင်းကွက်ကိုခေါင်းစွာတက်ထားတဲ့ဆရာတယောက်ကဘယ်တိုင်းကွက်နဲ့ဘလို့ချလိုက်ရတယ်လို့ပြောဆိုကြတာကိုကြားဘူးကြမှာပါအဲ့ဒီလိုတိုင်းကွက်ကိုကမြင်ရောင်းလာစေဖို့စဉ်းစားကြည့်မယ်ဆိုရင်သိနိုင်မဲ့တိုင်းကွက်များက theory သဘောပေါက်မှသာစိတ်ကူးပုံဖော်နိုင်မှာဖြစ်ပါတယ်ဥပမာတိုင်းပြောင်းမြန်ရဲ့နှစ်ကွက်တိုင်းနဲ့ချလိုက်တာကွာဒါမှမဟုတ်သုံးကွက်တိုင်းနဲ့ချလိုက်တာကွာဒါမှမဟုတ်ငါးကွက်တိုင်းကိုငါအသုံးပြုလိုက်တာကွာစရှိသဖြင့်ပြောတဲ့အခါမှာကိုယ့်ဘက်ကဘယ်အချက်ကိုစဉ်းစားပြီးတော့ကြည့်ရမလဲဆိုတာသိဖို့လိုပါတယ်တနည်းအားဖြင့်နှစ်ကွက်သုံးကွက်ငါးကွက်ဘာကွာတယ်လဲဆိုတာကိုနားလည်ထားမှရမှာဖြစ်ပါတယ်ဟာဘာလဲဟာအကွက်အရေအတွက်ကွာတာပေါ့ဆိုတာမျိုးမပြောပါနဲ့လူနဲ့လူချကြတဲ့အခါမှာတကွက်တက်တကွက်ဆုပ်လောက်နေတာပွဲပြီးသွားတာတွေများသလိုခြေကလည်းရက်နေတဲ့နေရာကနေချကြရတဲ့အတွက်မမြင်တတ်မကြည့်တတ်ဘူး theory ကိုနားမလည်ဘူးဆိုရင်
ခြေကွက်ကနှစ်ကွက်ထဲသာမြင်ရမှာဖြစ်ပါတယ်တိုင်းကွက်သဘောတရားအရာကြည့်မယ်ဆိုရင်လေနှစ်ကွက်တိုင်းမှာပဲခုတ်မှခွဲသုံးကွက်တိုင်းမှာလည်းပဲခုတ်မှခွဲငါးကွက်တိုင်းမှာလည်းပဲခုတ်မှခွဲပါပဲထိုးတာကန်တာရိုက်တာတရောင်တိုက်တာအားလုံးကလည်းခြေကွက်တိုင်းမှာရှိပါတယ်အဲ့ဒါကြောင့်မို့ဘယ်ရာကိုဥတီစဉ်းစားပြီးဘာကွက်နဲ့ချလိုက်တယ်လဲဆိုတာကိုသိနိုင်ပါသလားနှစ်ကွက်လားသုံးကွက်လားငါးကွက်လားခုနှစ်ကွက်လားစသည်ဖြင့်အပေါ်ယံကြည့်မယ်ဆိုရင်ဘာမှမဟုတ်တယ်လို့နဲ့တေးသေးချာချာတွေးကြည့်ရင်နည်းနည်းတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်မေကွန်းနံပါတ်21သူကတော့မေကွန်းမရှိပါဘူးလက်သီးတကလက်သီးထဲမှာအားအပြင်းဆုံးလက်သီးကဘယ်လက်သီးအမျိုးအစားဖြစ်တယ်လဲအမြန်ဆုံးလက်သီးကဘယ်လက်သီးအမျိုးအစားဖြစ်ပါသလဲမေကွန်းနံပါတ်22ကတော့တိုင်းပြောင်းမြန်ပညာစဉ်အမြင့်ပိုင်းကိုရောက်နေတဲ့သူများသာနားလည်နိုင်မှာဖြစ်ပါတယ်တိုင်းပြောင်းမြန်ပညာရပ်မှာလက်တိုင်းဒုတ်တိုင်းဓားတိုင်း၃မျိုးရှိတဲ့အထက်ကဒုတ်တိုင်းပညာရပ်ထဲမှာပါတဲ့အကွက်တစ်ခုရှိပါတယ်အဲ့ဒါတော့များသောအားဖြင့်10ကွက်တို့14ကွက်တို့17ကွက်တို့16ကွက်တို့ဒီနေရာတွေမှာထည့်ပြီးသင်ကြားကြတာများပါတယ်ဒုတ်ထန်းဒုတ်ချဆိုတဲ့အကွက်ဖြစ်ပါတယ်အဲ့ဒီဒုတ်ထန်းဒုတ်ချဆိုတဲ့အကွက်ကဘလို့အသုံးပြုခြင်းလို့ဒီအကွက်ကိုထည့်သွင်းသင်ကြားရတယ်လေထည့်သွင်းလေ့ကျင့်ရတယ်လေဒုတ်ထန်းဒုတ်ချကဘလို့အသုံးပြုမှာဖြစ်ပါသလဲမေကွန်းနံပါတ်23အမဲစင်းဓာတ်လို့ပြောလိုက်တာနဲ့တိုင်းပြောင်းမြန်သမားအတော်များများကြားဘူးပြီးသားဖြစ်ပါတယ်ဒီအမဲစင်းဓာတ်ကဘာလို့ဖို့ရည်ရွယ်တာဖြစ်ပါသလဲအချက်တွေအများကြီးခုတ်ချင်တာလို့ပြန်ဖြေမယ်ဆိုရင်တော့မဖြေပါနဲ့တော့ဘာဖြစ်လို့လဲဆိုတော့တိုင်းပြောင်းမြန်ဟာပါဠိတိုင်းဖြစ်နေတဲ့အတွက်ဒီလောက်လွယ်လွယ်ကူကူလေးကိုအတိတ်ပဲပွင့်နေမှာမဟုတ်ပါဘူးအမဲစင်းဓာတ်ကဘာအတွက်ရည်ရွယ်ပါသလဲလောလောဆယ်ဆရာမေးထားတဲ့မိကွန်းလေးကဒီလောက်နဲ့ပဲခိတ္တရန်နာပါမယ်နောက်အလင်းသိရင်တင့်တယ်လို့မိကွန်းလေးတွေဆက်ပြီးတော့တင်အောင်မှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုနားထောင်ပေးကြပါအားလုံးကျွမ်းလန်းချမ်းမြေပါစေ